ကျောင်းတိုက်သို့စခန်းဝင်တရားနာကြွရောက်လာကြသောယောဂီသူတော်စင်များအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကားအမိအဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆပ်သောအားဖြင့်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆပ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါလေအလုံးသောသူတော်ကောင်းပေါင်းတို့လည်းမမေ့မလျော့မပေါ်ဆသောတတိတရားမလျှော့သောဇွဲလုံးလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ကလေးမှာအသေးမူကြခင်ဉာဏ်ဥအောင်ကြိုးစားအားထုတ်ကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါနော်ကဲနမောတတ္တနဲ့သူ24ပစ္စည်းဒေသနာပူဇော်ကြရအောင်နမောတတ္တဘေကဝါတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘေကဝါတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘေကဝါတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တဟေတုဘိစယောအာရမဏဘိစယောအဓိပတိဘိစယောအနန္တရဘိစယောသမနန္တရဘိစယောသဟဇာတဘိစယောဣညမိညဘိစယောနေတယဘိစယောဥပနေတယဘိစယောပုရိဇာတဘိစယောပိစ္ဆာဇာတဘိစယောအာသေဝနာဘိစယောကမ္မဘိစယောဝိပါကဘိစယောအာဟာရဘိစယောဣန္ဒရိယဘိစယောသာနာဘိစယောမေဃဘိစယောသမ္ပယုတ်တဘိစယောဝိပယုတ်တဘိစယောအာတိဘိစယောနာတိဘိစယောဝိကတဘိစယောအာဝိကတဘိစယောတိကဲအားလုံးဦးဇင်းတို့တွေဒီနေ့ပဋ္ဌာန်းဒေသနာတော်ကြီးကိုဉာဏ်မီသလောက်လေ့လာသုံးသပ်နာယူမှတ်သားပွားများလာကြတာ16ရက်မြောက်နော်15ခုမြောက်ပစ္စည်းအာဟာရပစ္စည်းရောနော်အာဟာရပစ္စည်းရောအာဟာရဆိုတာတော့အပေါ်ရန်လောက်တော့ဖြင့်အားလုံးသဘောပေါက်ပြီးပါပြီနော်ဒီလိုစားတောက်နေကြတယ်မိဝဲနေကြတယ်အဲ့တော့အာအင်ကိုဖြစ်စေတဲ့အင်အားကိုဖြစ်စေတဲ့အရာကိုအာဟာရပေါ့နော်အဲ့တော့ပဋ္ဌာန်းတရားအစီအစဉ်ကြီးတွေကလည်းအနန္တနေယနီးဆုံးနီးအသွယ်သွယ်နဲ့ရှိတဲ့ထဲကအခုစီစဉ်ထားပုံလေးတွေ24ပါးသောပစ္စည်းလေးစီစဉ်ပုံကြည့်ရအောင်ကမ္မပစ္စည်းမျိုးစိဝိပါကပစ္စည်းအပင်ပေါက်ဟုတ်ပြီနော်ဝိပါကဆိုတာကာမရဲ့အကျိုးဆက်ကို
ကတ်နေတဲ့စီစဉ်ထားတယ်ဒါလေးပြီးတော့ဘာဖြစ်လို့ဆိုအာဟာရပစ္စည်းအပင်ပေါက်လာတယ်ဆိုတော့မျိုးစေ့ရှိတယ်မျိုးစေ့ရှိုံနဲ့အပင်မပေါက်ဘူးဒီပင်ရှင်သန်ကြီးထွားဖို့ဆိုတော့အာဟာရမြေစီဩဇာကစပြီးတော့ရေလောင်းပေါင်းတင်ဆိုတာမလို့အပ်ဘူးလားသူထောက်ပံ့တတ်တဲ့ပစ္စည်းနော်အဲ့တော့ဒီပင်ကြီးကိုရှင်သန်ကြီးထွားဖို့ထောက်ပံ့ပေးမဲ့ပစ္စည်းဒါကြောင့်ဘုရားကသဗ္ဗေတ္တအာဟာရထိတိကသုတ်တံဒေသနာမှာဒီလိုသုံးတန်တောင်ရှိတယ်သဗ္ဗေတ္တသတ္တဝါအများဟာအာဟာရထိတိကအာဟာရပေါ်မီးနေကြတာကွာအာဟာရကြောင့်တီးနေကြတာဒီအာဟာရသာမရှိရင်မတည်နိုင်ဘူးမရှင်သန်နိုင်ဘူးမကြီးထွားနိုင်ဘူးဆိုတာမသိကြဘူးလားဒီမှာဘုရားရှင်ကိုရောမြတ်ကြီးပြောရှာပါတယ်အာဟာရပစ္စယောတိကပလီကာရောအာဟာရောဣမတကာယတအာဟာရပစ္စယေနပစ္စယောဒါပထမတစ်ကြောင်းအရူပိနောအာဟာရသံယုတ်တကနံဓမ္မနံတံသမုဋ္ဌာနံနိသရူပနံအာဟာရပစ္စယေနပစ္စယောနှစ်ကြောင်းမှရှိတယ်နော်အဲ့တော့ကပလီကာရအာဟာရဆိုတာဘာပြောတာလဲဆိုတော့ကိုသူတော်ကောင်းတို့နေ့စဉ်စားတော့နေကြတဲ့သမင်းအဖျော်အစရှိတဲ့သုံးဆောင်နေကြတဲ့ခဲဘွယ်ဘောဇင်ကိုဒါအာဟာရခေါ်ဆွမ်းခဲဘွယ်ဘောဇင်နော်ခုနေ့စဉ်မုံပဲသေစာကနေစပြီးတော့သမင်းအဖျော်စားကြတော့ကြမရှိဘူးလားအဲ့ဒါကပလီကာရအာဟာရနော်မခက်ပါဘူးဟုတ်လားနောက်တစ်ခုကတော့ဒါလည်းသဘောပေါက်ပါပြီအမြဲတမ်းနာကြနှလုံးသွင်းနေရိပ်မိပါတယ်အရူပိနောအာဟာရအရူပိနောဆိုပါလေရုပ်မဟုတ်တော့ဟုတ်လားအာဟာရတန်တမယုတ်တကနံဓမ္မနံသူကနေပြီးတော့ရှင်ဘောရှင်ဘက်ဖြစ်တဲ့တရားတွေကိုဆိုတော့နံဆိုတော့စိတ်89ပါးပေါ့ဗျာစေတသိက်52ပါးပေါ့ဗျာအဲ့ဒါတွေကိုသူကဘာထောက်ပံ့မလဲစေတနာသင်ညာဝေဒနာလေးတွေမရှိဘူးလားစိတ်ကလေးဖြစ်ပြီဆိုရင်ပွားပါလာမဲ့တရားလေးတွေပေါ့လေအဲ့ဒီတရားလေးတွေကနေ82ပါး89ပါးသောစိတ်တွေကို52ပါးသောစေတသိက်တွေကိုတမယုတ်တာကိုသူကရှင်မောရှင်ခဲ့နော်တမယုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိသရူပနာနာစေတသိက်တွေကိုလည်းထောက်ပံ့တယ်လို့စိတ်ကပြဋ္ဌာန်းထားတဲ့သမုဋ္ဌာနံဆိုတာစိတ်ကပြဋ္ဌာန်းထားတဲ့စိတ်ကိုအမိပြုတဲ့စိတ်ကြောင့်ဖြစ်တဲ့ရူပနာပါလေရုပ်တရားတွေကိုအာဟာရပစ္စယေနပစ္စယောအာဟာရပစ္စယတတ္တိဖြင့်ပစ္စယောဥပကာရကောကျေစုပြုစီဟောတိဖြစ်ဤလို့သွားမယ်ဆိုတော့ကပလီကာရောအာဟာရောဆိုတဲ့ဒီရုပ်ဘက်ကဖြစ်တဲ့သမင်းအဖျော်မုံပဲသေစာကလည်းဒီခန္ဓာအာဟာရကိုမဖြစ်တော့ထောက်ပံ့ထားတယ်အကြာကံပေးထားဒီအာဟာရကြာကြီးပျောက်သွားရင်ရည်ကြည့်လို့မရတော့ဘူးအာဟာရပြတ်ပြီးသေးတယ်ငတ်မို့ခေါင်းပါပြီးသေးတယ်မရှိဘူးလားဒီတိုင်းပဲစိတ်တချို့စိတ်ဓာတ်ကြပြီးသေးသွားရှိဘူးလားစိတ်ဓာတ်အာဟာရဒီတော့လင်းတာလေးတွေလင်းတာငယ်ကလေးတွေစိတ်အာဟာရနဲ့ရှင်ပုံပြန်နှလုံးသွင်းကြည့်မရဘူးလားဒီတော့ဒီနေရာမှာအာဟာရပစ္စည်းအထောက်ပံ့ဒီခန္ဓာကိုယ်ကြီးထောက်ပံ့ကျမ်းမှာကြန့်ခိုင်ပြီးသွားလာလွတ်ရှားနိုင်အောင်ပထမအာဟာရကပလီကာရအာဟာရဟိုတနေ့ကယဟန်ကြီးတွေမာတိကမာတာထောက်ပံ့လို့လေလိုအပ်တဲ့သူတို့စားကျင်တဲ့အစာလေးတွေလည်းစားရရောဟောညကြတော့ရဟန္တာတွေဖြစ်ကုန်ကြတယ်ဟုတ်ပြီနော်နောက်စိတ်အာဟာရစိတ်ကလည်းသူတော်ကောင်းတို့ဆောင်းထားရမယ်ဟိုတနေ့ကပြောပြီးစိတ်ဓာတ်အဓိပတိထားရမယ်လျှော့လို့မဖြစ်ဘူးကွာအချို့ကလေဒီတော့သိခြင်းပြီသူလာတာရှိတယ်ကျမ်းမာသည်ဖြစ်စေမကျမ်းမာသည်ဖြစ်စေငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေလောကရန်အရိုက်ပုတ်အထုတောင်းများသည်ဖြစ်စေနည်းသည်ဖြစ်စေနော်အဲ့ဒီသိခြင်းပြီဆိုတာတော့ဒါတော်တော်ကိုစိတ်အာဟာရစိတ်ဓာတ်ခွန်အားနည်းကိုတန်ဖို့ကိုမသိတာပေါ့နော်လောကရန်တွေဘလို့ထူထောင်ဘလို့အစင်မပြေဒီလူဘဝရဖို့လွယ်သလားလွယ်ကိုကြိုက်တဲ့လမ်းကိုရွေးနိုင်တဲ့ကာလကြီးပဲစိတ်ဓာတ်ခွန်အားနဲ့ဟုတ်ဘသူတွေဘလောက်မကောင်းကိုကောင်းအောင်လုပ်
အဲ့တော့ပညာရှိတွေပြင်ပေးလာရတာလေဟိုတချို့ကသင်ကောင်းလျင်ကျွန်ုပ်မဆိုးပါဟမ်မရှိဘူးလားရှိပါဘူးအဲ့ဒါစိတ်ဓာတ်ခွန်အားမရှိတဲ့လူတွေအလုပ်ဟမ်စိတ်ဓာတ်ယုံနေသူနှိမ့်ကြသူအစင်တန်းမရှိသူတွေရဲ့စကားအဲ့ဒါသင်ကောင်းလျင်ကျွန်ုပ်မဆိုးပါဆိုမင်းကောင်းရင်တော့ငါကောင်းမှာပေါ့သူကောင်းလို့ကိုပြန်ကောင်းတာဆန်းတာလည်းမဟုတ်ဟမ်အဲ့ဒါသူတော်ကောင်းလို့မှမဟုတ်တာအဲ့တော့သင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်ကောင်းအောင်လုပ်အောင်ရှင်းလားသူကမှငါ့ဘောမကောင်းပဲတဲ့ဟမ်သူတွေလေအတော်ချစ်ဖို့ကောင်းရှင်းလားငါ့ဘောကောင်းမှငါကောင်းမှာငါ့ဘောမကောင်းရင်အလုံးပဲဒီလိုအရင်ခံလေးတွေမရှိဘူးလားအဲ့ဒါတတ္တဝါအလုံးရဲ့အရင်ခံစိတ်ဒါမို့လူကောင်းလူဆိုးရွေးတာတော့ဥစဉ်မကြပြောပါတယ်ခင်ဗျားတို့တတ်မှတ်ထားတဲ့စံကကိုယ်ကောကောင်းရင်ကောင်းတယ်ဟမ်ကိုသားသမီးလေးဆိုကြပါစို့ဥစဉ်တို့လောကမှာအဖြစ်အများဆုံးကိစ္စလေးတွေအပေါင်းအသင်းပတ်ဝန်းကျင်လူမှုရေးရရေးရွာရေးကိုတာဝန်ကျနေတဲ့ပုဂ္ဂိုလ်ဟာအိမ်အတွက်တာဝန်မကျနိုင်ဘူးအဲ့တော့ကိုယ်အိမ်ကိုလည်းမကြည့်ဘူးဆိုဒီမိသားစုကဒီသားသမီးလေးငါသားသမီးလေးဩ तू ကသိတ်တော်တာအိမ်ကသူ့အတွက်ပံ့ပိုးပေးနေရတယ်ဟိုမှာရရေးရွာရေးသူအများကျိုးလုပ်နေရှာတာဝမ်းသာလုံးလို့ဆိုတဲ့အိမ်တိတ်မှမကြောက်ဘူးမြင်မလိုက်တဲ့စိတ်ဓာတ်ဒီနိုင်ငံနဲ့ဒီလူမျိုးယုံနေတာနှိမ့်ကြနေတာကျေးဇူးရှင်ကန္နာယုံဆရာတော်ဘုရားကြီးလက်ထက်ကလေးခုနဒီစာကလေးဖတ်ပြနော်ဖတ်တဲ့လူကဖတ်ဒီနေ့ဇက်ကဂုတ်ကနာနေတော့မဖတ်နိုင်အဲ့တော့ဖတ်နေတဲ့ပုဂ္ဂိုလ်ကနေတိုင်းပဋ္ဌာန်းဒေသနာလေးဘေးကဖတ်ပြပေးတယ်ဖတ်ပြပြီးတော့အဲ့ဒီနေရာလေးရောက်တော့ပြောချင်လာတာစကားအပြောလို့မဖြစ်သေးဘူးညမှာပြောမယ်တော့ကြနေလေဘဲကလည်းချွေတာနေရနော်အဲ့တော့ကန္နာယုံဆရာတော်ဘုရားကြီးကလေဆရာတော်ကြီးပြန်တော်မူခင်လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ပါပေါ့နော်40ကျော်50လောက်ကပြောတာဒီနိုင်ငံနဲ့ဒီလူမျိုးနှိမ့်ကြနေတာဒီဘာသာတရားရှိရတဲ့နှိမ့်ကြနေတာရင်နာလုံးလို့တဲ့ဘုန်းကြီးတွေပေါ်လဲမကျေနပ်ဘူးတဲ့နော်စာချဘုန်းကြီးတွေရောဓမ္မခရိကတွေရောသူเจ้าကကိုတော်လေးတွေလည်းသိစိတ်တိုင်းမကြဘူးတဲ့ပြောရှာတာလွန်ခဲ့တဲ့နှစ်50ကလေးနှိမ့်ကြနေတာခုထိလည်းကြတော့မယ်နော်တောက်ထိုးကိုဆင်းနေပြီအဲ့ဒါဘာဖြစ်လို့တော့ဆိုတော့တကယ်မြင့်မြတ်တဲ့အဆုံးအမကြီးတကယ်တန်မိုးရှိတဲ့အဆုံးအမတွေသူတော်ကောင်းတို့ဦးဇင်းတို့လက်ထဲမှာရှိရတဲ့ဟမ်ဘာမှအသုံးမချနွားကြောင်သားတွေဟမ်ကဘာကတော့မလေးထင်ကြည့်လိုက်တာဗုဒ္ဓဘာသာတကယ်ထေရဝါဒနှစ်ပေါင်း2550ကသိပ္ပံပညာကျော်တွေလိုက်မမီတဲ့ဟိုးရှေးအကြဆုံးခေတ်အမီဆုံးရှေးလည်းအကြဆုံးခေတ်အမီဆုံးဗုဒ္ဓအဆုံးအမတွေကဘယ်တော့မှခေတ်နောက်မကြသွားဘူးရှင်းတယ်နော်လာမယ်ဒီနေ့ဒီအာဟာရအကြောင်းတွေပြောရင်းနဲ့ပေါ်လာလိမ့်အဲ့တော့စင်တန်းမြင့်တဲ့အဆုံးအမကြီးရှိနေရတဲ့နဲ့အောက်တန်းရောက်နေတာဟာအတော်နှမျိုးကိုကောင်းတယ်မသုံးရဘူးမပြင်းညဘူးရှင်းသလားရှင်းပါပြီအခုသူများနိုင်ငံကကဘာအော်နေတဲ့စံဆိုတာဒီဗုဒ္ဓတရားတော်မှာရှိပြီးသားအကုန်ပါပြီးသားအကောင်းဆုံးပုတ်ချုံနည်းတွေအကောင်းဆုံးစီးပွားရှာနည်းတွေဟမ်သခင်ဝတ်ကျွန်ဝတ်ခေါင်းဆောင်ဝတ်တပည့်ဝတ်အကုန်လုံးမပါဘူးလားပါပါဗျာတခုမှမသုံးတော့ပါလားငါကျိုးနဲ့ငါမိသားစုကလွဲရင်ဒါလည်းမှန်မှန်ကန်ကန်ရွတ်ဆောင်တတ်ရင်တမိသားစုချင်းကောင်းရင်တရားကွက်ကောင်းမယ်တရားကွက်ကောင်းရင်တနိုင်ငံလုံးကောင်းမယ်လို့လည်းဖြောင်းဖြောင်းမဟုတ်ဘူးဒီတော့ဥစဉ်ဒါတွေဘာလို့ပြောရသလဲရထားတဲ့တန်ဖိုးတွေဟာအသုံးမချရင်အသုံးမကျဖြစ်တာအသုံးမကျရင်အချီးနှီးရှုံးရတော့မယ်လက်ထဲမှာပြည်တံပရမများနဲ့အိဋ္ဌာသယပရမများရထားပြီမသုံးတတ်လို့ဆုံးရှုံးတယ်ဆိုတော့မရတဲ့လူတွေနဲ့ဘာထူးသေးအဲ့မရတဲ့လူနဲ့ရပြီးမှရှုံးတဲ့လူဘယ်သူကပိုရှုံးဟိုလူကမရလို့မသုံးလိုက်ရတာဟိုပုဂ္ဂိုလ်တွေလက်ထဲထည့်လိုက်ရင်အမလေးသုံးကြလိုက်မှဖြစ်ချင်းဒါမလို့တခြားသောနိုင်ငံကတခြားသောလူမျိုးတွေလာလေ့လာတယ်ဆိုတော့ဟောသီလဆောက်တည်တယ်စင်ကြယ်ဖြူသွင်းပုတ်ကလေးလိုစင်ကြယ်အောင်ဒါမလုပ်ရဘူးတဲ့ဆိုတိတိကျကျဒါလုံးဝမလုပ်
ဒီလိုမပြောနဲ့တဲ့ဆိုဒါလုံးဝမပြောအဲ့ဒါဗမာလူမျိုးဘယ်လိုမှလုပ်လို့မရရှင်းလားဒါပေမဲ့ဒီလောက်ပြောနေတာဟာဖြစ်ရင်ဦးဇင်းကကိုလူမျိုးကိုနိုင်ငံကိုနှိမ့်ကျစေခြင်းလို့စော်ကားပုတ်ခတ်ပြီးတော့ပြောနေတာလားအကျိုးလိုလားလို့ပြောနေတာအမျိုးဘာသာသာသနာဆက်ဆက်နေတာနော်ဘယ်နိုင်ငံကလာတာလဲမြန်မာနိုင်ငံဘာလူမျိုးလဲမြန်မာလူမျိုးလို့ဆိုရင်ဒီလူဗုဒ္ဓဘာသာတခါတန်တတ်မှပြီးသားကျင်းတယ်လားဒါပြန်ဒီလူရဲ့အကျင့်စရိုက်စိတ်နေစိတ်ထားအကုန်လုံးဟိုကကြည့်တော့မယ်အတူယူစရာလည်းတကွက်မှမရှိဘူးရှင်းလားသဘောဟုတ်ပါလားကိုကျိုးစွန့်အနစ်နာခံမှုဟမ်အများအကျိုးဆောင်ရွက်နိုင်မှုဝေးမိသားစုတဲ့တောင်မှအခုဖေးမိတ်မသိခင်အမွေလူရတာနဲ့ဟမ်သဘောပါလားမောင်နှမချင်းညီကိုချင်းဒီစည်းပွားလေးလူနေတာအဖေအမွေမိအမွေလူနေတယ်ကိုယ့်အကိုကြိုးစားမယ်အဖေအမေရဲ့အမွေကိုအဖေအမေကုသိုလ်ရအောင်ငါတို့ဒါနပြုပေးလိုက်မယ်ဟာဟမ်ငါတို့ခွဲစရာဝေစရာမလိုဘူးဟဲ့အဖေအမေသူတို့ရှာထားတဲ့ကုသိုလ်သူတို့တော့သာဖြစ်ရဒီလိုစိတ်ဓာတ်များဖြင့်အချောင်သမားကြီးပညာစုနော်ပညာစုဒီရှိကပရိသတ်လေးတယောက်အတွက်ကွက်ကကလေးပြောနေတာမဟုတ်ဘူးတနိုင်ငံလုံးနဲ့တကဘာလုံးကိုអော်ကျင်လို့ပြောနေတာကျင်းသလားပညာစုရှင်းတယ်နော်ဗုဒ္ဓတရားတော်ဘယ်တော့သိကြတယ်ဆိုတာဒီကြည့်ကြည့်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကလေးဟောထားတာဒီနေ့သိပ္ပံပညာရှင်တွေလုံးဝလိုက်မမီသေးတဲ့ကိစ္စတွေအာဟာရပစ္စည်းလေးပေါ်လေအဲ့တော့အခုတတ္တဝါတွေအာဟာရထိတိကာဆိုတာအာဟာရပဲမိရတရားမရှိဘူးလားရှိပါရဲ့ကပလီကာရအာဟာရဆိုတဲ့သမင်းအဖျော်တွေလည်းရှိတယ်လို့စိတ်ဓာတ်အာဟာရလည်းရှိတယ်အဲ့တော့လွယ်ဆုံးနားလည်အောင်ပြောရင်ဇနက်ကမင်းသား9ရက်ပင်လယ်ထဲကူးနေတာဘယ်အာဟာရနဲ့ကူးနေစိတ်ဓာတ်အာဟာရမဏိမေခလာနတ်သမီးမေးတဲ့အခါသိသိတာမောင်ယောက်ျားကမ်းမမြင်လမ်းမမြင်ထဲမှာသူတကာတွေအကုန်သေးကုန်ပြီမင်းတယောက်တည်းဘာလို့အမိုက်ခံပြီးကူးနေလဲလွတ်မယ်ထင်သလားဟုတ်ပြီနော်လွတ်တာမလွတ်တာသူကိစ္စတယ်လွတ်အောင်ယုံရမှာငါကိစ္စဟောယောက်ျားတို့ဇွဲသေကာမှလျှော့မယ်ကွာသေမှမှန်းသိတယ်ဒါပေမဲ့ကူးမယ်ရှင်းတယ်နော်အဲ့တော့ဘာများကျေးဇူးများသလဲဆိုတော့ဟောပညာရှိတဲ့ယောက်ျားအမလေးနတ်သမီးရဲ့မေးနေရသေးတယ်အခု9ရက်ငါမသေးခင်မင်းတွေ့နေရတယ်ကြည်စမ်းဟမ်ပညာကြီးတာနော်ခုခင်ဗျားတို့တပည့်တော်တို့လှုပ်တာလုံနေရဘာမှမဟုတ်ညာမရှိတာစိတ်ဓာတ်ခွန်အားမရှိတာရှင်းလားရှင်းပါဗျာကျိုးကျင်တတ်လားခင်ဗျာဒါသိတယ်မသိတယ်အဲ့ဒါစိတ်အာဟာရနဲ့ကူးနေတာအဲ့တော့အာဟာရအခုဦးဇင်းတို့သူတော်ကောင်းတို့ရဲ့ဒီခန္ဓာကိုယ်ရုပ်တရားကြီးကိုပြုပြင်ထားတာအကြောင်းတရားဘယ်နှပါလဲဘာတွေလဲသိကြပြီနော်လာမယ်အဲ့တော့ဦးဇင်းတို့အဝိဇ္ဇာပစ္စယသင်္ခါရဒီကပဲပြန်သွားတာပေါ့နော်အဲ့တော့အဝိဇ္ဇာအမှားမှန်ကြိုမသိတာအဝိဇ္ဇာဉာဏ်မဟုတ်တာပေါ့လေဟိုအဉာဏ်နံခေါ်တာဟုတ်အဲ့တော့ဒီဘက်ကသင်္ခါရပြုလုပ်တာအဲ့တော့ပြုလုပ်တဲ့ကံတရားတွေကာယကံဝစီကံမနောကံကုသိုလ်အကုသိုလ်မရှိဘူးလားရှိပါရဲ့အဲ့ဒါတွေကအစီအစဉ်တကြလှုပ်လာတာလားယမ်းလှုပ်လာတာလားအဝိဇ္ဇာပစ္စယဒါအတိတ်ကြောင့်ပြီးပြီသင်္ခါရလှုပ်လိုက်တော့သင်္ခါရပစ္စယဘာလာလိုက်ဝိညာဏံဆိုပဋိသန္ဓေဝိညာဉ်လာလိုက်အဲ့ဒီမှာစပဋိသန္ဓေဝိညာဉ်လာလိုက်တဲ့အခါကျတော့တချို့သိပ္ပံပညာရှင်တွေကဒီအသက်ကောင်ဇီဝကောင်လေးခန္ဓာထဲမှာ3လနေမှအသက်သွင်းတယ်4လနေမှအသက်သွင်းတယ်ဟမ်သူတို့မှန်မြောင်းနဲ့ကြည့်လို့မရပါနဲ့ခွဲစိတ်ကြည့်လို့လည်းမရဘူးတခါအမိသွေးအဖသွေးဖြစ်တဲ့ကလလရေကြီးအမိသွေးအဖသွေး2ကောင်ပေါင်းလို့တဲ့ဒီတည်းကပိုး2ကောင်ကောင်းလို့လူဖြစ်လာတာတဲ့ဒါသိပ္ပံကဆိုတာဟုတ်ပြီနော်တကယ်ဖြစ်စဉ်ကိုသူတို့ဉာဏ်မမီဘူးမလိုက်နိုင်ဘူး
ဒုဗုဒ္ဓလွန်ခဲ့တဲ့နှစ်ပေါင်း2500မိုက်ခရိုစကုပ်တွေဘာတွေမရှိခင်တယ်လီစကုပ်တွေမိုက်ခရိုစကုပ်တွေဘာစကုပ်မှမရှိခင်ဟမ်ညာနာစက္ခုနဲ့ဟမ်ကြည့်ပြထားတာလေဦးဇင်းတို့ကြည့်အောင်အဲ့ဒီပြဿနာဘယ်ကလာလဲဆိုတော့ဘုရားရှင်ကိုတော်မြတ်ကြီးကိုအိန္ဒကဆိုတဲ့ဘလူးဘယ်သူလဲဒါအခြေပြုပဋ္ဌာန်းဒေသနာတော်မှာဆရာတော်ကန္နာယုံဆရာတော်ကြီးကိုယ်တိုင်ပေးခဲ့တဲ့ဝတ္ထုပါပဲအိန္ဒကဘလူးနော်ဖျားနဲ့အမေးဖြေလို့ तू ကတကိုးလေးလဲထိုက်တန်တယ်လို့ရှိတယ်နော်အသိဉာဏ်လေးလဲရှိတယ်အသိဉာဏ်ရှိလို့လဲစဉ်းစားတာနော်ဘာစဉ်းစားသလဲဆိုတော့ဒီလူကလေးဟာတတ္တဝါလေးဟာအမေပိုက်သေးဆိုတော့ဘာအာဟာရမှလည်းမရဘူးတဲ့ဘာစိတ်မှလည်းဖြစ်ပေါ်မရဘူးတဲ့အတ္တဆိုတဲ့တရားကဖန်ဆင်းတာဘာလဲအဲ့တော့မွေးဖွားကဏ္ဍကြမှာလက်ကလေးခြေလေးနဲ့အတူဒီရုပ်ကောင်ကြီးကိုအတ္တဆိုတဲ့ဒီခန္ဓာကိုယ်ထဲမှာဖန်ဆင်းတတ်တဲ့သဘောလေးကဘာလို့လဲဖန်ဆင်းတာလို့အိန္ဒကဘုရားကိုပြောအဲ့တော့ဘုရားကဟာဘယ်အတ္တမှမပါဘူးကွဟမ်ဟိုတနေ့ကဂုဏကြီးပြောသလိုလေဟမ်ရသေကြီးဥဂုဏပြောသလိုဆိုရင်လဲနိယတိဗါလဲနိယတိတို့မြန်မာလို့ဆိုနိယာမဟမ်သူကတော့နိယတိပြောတာပေါ့တို့ကဗါလဲနိယာမဆိုတာဒါဖြစ်ရမှာမဟုတ်လို့ကိုဒါဖြစ်တာဘာမှမဟုတ်ဘူးသူကဒီလိုဆိုတာအဟေတုကဒိဋ္ဌိခေါ်တယ်ဟုတ်ပြီနော်အဲ့တော့အခုအတ္တဆိုတာတော့ဖန်ဆင်းရှင်ဣသရိယနေမာနပဲရောက်သွားတယ်ဘုရားမဟုတ်ဘူးကွာသင်္ခါရပစ္စယဝိညာဏပရိသေရီနေလိုက်တဲ့အချိန်မှာအမိသွေးဖသွေးဆိုတာကမြေစီဩဇာနဲ့တူတယ်တဲ့ဘာလဲဒီအမိသွေးဖသွေးကြောင့်လုံးလုံးဒီရုပ်ဖြစ်လာတာမဟုတ်ဘူးကွာအဲ့ဒီမြေစီဩဇာပေါ်မှာဝိညာဏဆိုတဲ့ပရိသေရီဝိညာဉ်လာတဲ့အခါမှာဟိုတနေ့ကပြောတဲ့ထဲလဲပါတယ်ဘာယုတ်ကလေးပါလားဘာယုတ်ပါတယ်အေးကာမစယုတ်ကလေးပါလာဟုတ်ပြီနော်ဘယ်စိတ်မှာဥပမာဘာထီမှာဘာတောင်ပြောခဲ့တာရှိသလဲမှတ်မိတယ်နော်အဲ့တော့အဲ့ဒီကိုကာမစယုတ်ကလေးပါလာတော့အဲ့ဒီကာမစယုတ်ကလေးသည်ပထမသူကကလလရေကြီးပေါ်မှာပဲကြည့်လို့မရသေးဘူးနော်သူတို့လူတို့ရဲ့တဏ္ဍာမျက်စိတနည်းအားဖြင့်အခုရုပ်ဝတ္ထုပစ္စည်းနဲ့ဖန်တီးထားတဲ့ကရိယာတွေနဲ့ကြည့်မရဘူးအဲ့ဒီထိဘလောက်နေသလဲအဲ့လိုကြည့်မရတဲ့ရုပ်ကလေးနဲ့ကလလရေကြီးပေါ်မှာမှီးနေလိုက်တာကတပတ်ကြာဟုတ်ပြီနော်အဲ့ဒီတပတ်အတွင်းမှာသူကပြုပြင်လာတယ်စိတ်ကလည်းပြုပြင်တယ်အာဟာရကလည်းအာဟာရဘယ်ရလဲဆိုသူနေတာကအာဟာရအိမ်ထဲမှာနေတာဟမ်ပြိဿတွေနေတဲ့သားအိမ်ဆိုတာကအောက်ကကျင်ကြီးပုံနော်အပေါ်ကအစာသေးအိမ်အစာသေးအိမ်အစာအိမ်ကအရေးတွေညှစ်ချတယ်အဲ့ဒီညှစ်ချတဲ့အရေးဟာဒီတအိမ်ဘောကနေဖြတ်ဆင်းအဲ့ဒီဖြတ်ဆင်းတဲ့အရေးကနေသူအာဟာရရနောက်စိတ်ကပါလဲဆိုတော့ဘဝနိကတိကလောဘဇောဒီဘဝကိုตายရတဲ့ကြီးပြင်းခြင်းနဲ့ပေါက်ဖွားခြင်းနဲ့တဏှာအဲ့ဒီတဏှာနဲ့အတူဒီစိတ်ကလေးနဲ့ဒီရုပ်ကလေးတွဲပြီးတော့ဘာလို့ပြင်းလာမဟုတ်ရင်ဒီရုပ်ဟာပြည့်စုံမယ်အန်တန်ပူတာမိဝမ်းနေဟမ်ဘုရားတို့ဒီပုံစံလေးတွေလောင်းကျင်တော့ဒီခွက်ကလေးတွေရကျင်တယ်ဆိုဒါကိုအေးဖြော်လိုက်ဖြော်ပြီးတော့ပုံလောင်းချတယ်ဟုတ်ပြီနော်မိဘူးပေးလိုက်တော့ဒီပစ္စည်းတွေဘာဖြစ်သွားတော့အေးပြောတယ်အမှန်တမှားပါတယ်ဆိုတော့စိန်တောင်9000ဒီဂရီစင်တီဂရိတ်ဆိုရင်ပြောတော့တာအဲ့တော့ခုခင်ဗျားတို့ဝမ်းထဲမှာလဲတကယ်မွေးဖွားလာတဲ့အခုဒီအသားရည်ဒီရုပ်နဲ့ဆိုရင်အမိဝမ်းထဲမှာအေးတောင်ပျော်သွားမှာပူတာဟမ်ဒီတည်းကပုံမှန်ဇာတိမီဇရာမီအပူအပြင်ကိုယာဂမီဒေါသမီအပူတွေလောင်မြိုက်နေတာဒီခန္ဓာအဲ့ဒါကိုကံနဲ့စိတ်နဲ့ဥရုနဲ့အာဟာရနဲ့၄ပါးမျှထိန်ရှင်းတယ်နော်အဓိကဒီအမိဝမ်းထဲမှာဒီရုပ်ကလေးကျွေမသွားအောင်ထိန်းထားတာကံမင်းတို့ဘာနဲ့မှကြည့်လို့မရဘူးလေရှင်းသလားနောက်တစ်ခုထိန်းပေးတာကစိတ်ကံနဲ့စိတ်နဲ့မျှထိန်း
ရထိုင်တော့အာဟာရယုတ်ကလေးဟာတပတ်ကကြော်သွားတော့ဟိုဘက်အမြုပ်လောက်တော့သူတို့နည်းနည်းကြည်နိုင်လားဒုတိယတပတ်ဟုတ်ပြီနော်အဲ့ဒီမြုပ်ကလေးအနေနဲ့တပတ်နေလိုက်ပြီးတော့တတိယတပတ်ကျတော့တွေးခဲနည်းနည်းလေးအဆိုင်ခဲလေးနည်းနည်းလေးဟတ်ပေါ့လေမားလာတွေးခဲလေးလို့ဖြစ်လာပြီစောစောအမြုပ်အဲ့ဒီအမြုပ်ကလေးမှလည်းတကယ်အမေပိုက်ထဲမှာအမေကအမတန်ပူတဲ့စက်တဲ့ငရုတ်သီးတို့ဘာတို့အပူတွေအလောင်တွေစားလိုက်တဲ့ရေခဲရေတွေတောက်ချတယ်အဲ့ဒီအမြုပ်ကလေးကကျွေသွားတာကျွေသွားသေပြန်မို့တဘဝနော်အဲ့ဒါလေးကိုအချိန်မီမသေအောင်ထားတဲ့ဒီစိတ်ရဲ့ဥရုရဲ့ကံရဲ့မျှထိန်နေရတာအလူလဲရှင်းသလားရှင်းပါပြီအဲ့ဒီကနေတဆင့်တက်လိုက်တော့အမြုပ်ကနေတွေးခဲတပတ်ကြာနောက်စရုထအပတ်ကြာမှာအသားတည်အသားလေးလို့ဖွဲ့နိုင်လာပြီအဲ့ဒီဖွဲ့နိုင်လာပြီဆိုကြတဲ့ကကံမစရုပ်တီကြတဲ့ကရင်ယောက်ျားဖြစ်မဲ့သူကယောက်ျားပုံဘာဝယုတ်ဟမ်မိန်းမဖြစ်မဲ့လူကမိန်းမအဋ္ဌိဘာဝယုတ်ပရိသေနေကြတဲ့ပါလာပြီလားရှင်းသလားရှင်းပါပြီဒီတော့အဲ့ဒီကံကလေးနဲ့စိတ်ကလေးဥရုကလေးအာဟာရလေး၄ပါးကြားကံပြီးတော့ဒီယုတ်ကလေးဟာသွေးခဲကနေခက်မှ၅ပြားဟမ်မွေးဖွားလာတော့32ကောဓာတအကုန်ပါလာပြီဟမ်သပင်မွေးခြင်းခြေသေးလက်သေးအရည်သူအရည်ပြားအရည်ကြောက်အကုန်ပေါက်လာဖာလာတဲ့လက်သေးကလေးတွေဒီထဲတင်ပေါက်လာတာဟမ်အဲ့ဒါမင်းအတ္တကနေဖန်ဆင်းနေတာမဟုတ်ဘူးတဲ့ဘုရားကသေချာလိုက်တာဘယ်နှရက်မှာဘာဖြစ်တယ်ဘယ်နှရက်မှာဘာဖြစ်တယ်9လနဲ့မွေးတယ်မွေးနိုင်တယ်တဲ့ဘုရားဒါပေမဲ့အဲ့ဒီရုပ်မအောင်ဘူးတဲ့အမှန်တန်နုနယ်သေးတဲ့အတွက်သေဖို့ရများတယ်တဲ့တကယ်လို့ရှင်ခဲ့ရင်လဲအစင်မမီတော့ကျမ်းမာရေးရုပ်လက္ခဏာနော်ကြန့်ခိုင်မှုမရှိတော့စိတ်ဓာတ်ကြန့်ခိုင်မှုမရှိတော့ဘာလို့ဆိုအထဲမှာကောင်းကောင်းကြက်အောင်မဖို့ရသေးတဲ့အိုးလိုပဲဟမ်မင်းမညီဘူးပေါ့ဗျာဟမ်ကြက်အောင်မဖို့လိုက်အောင်ရှင်းသလားဗုဒ္ဓအဲ့လိုသိသိကြတာဒါမို့လို့သူ့အချိန်နဲ့သူဖွားမှာပေါ့အခုကိလို့ဆိုရင်ဇာတာပရိနေဘွားကအဓိပတိကြနေလို့ဇာတာပရိနေကိုဘိုက်ခွဲမွေးလိုက်တယ်ဟမ်ရှင်းလားရှင်းပါပြီလောက်ကြတာဒါပေမဲ့အဲ့ဒါသူ့ကံမမြင်နိုင်ကြဘူးခင်ဗျားတို့ကျုပ်တို့နော်သူ့မှာဒါချွတ်ယွင်းရမယ်ကံချွတ်ယွင်းစွာပြက်ပြားစွာမွေးဖွားလာရမယ်ကံဟမ်ဘယ်နေလို့ဆိုဘင်္ဂဘွားလို့ဟမ်ဘင်္ဂဘွားမှာပြက်ပြားစွာဖွားကလာရမည်ကြံစီသမျှဟာပြက်တတ်တာမသွေမှတ်ရမည်တဲ့ဟောဘင်္ဂဘွားတွေမှတ်တာမဟာဗုဒ္ဓံထူပေးရမှာသဘောပါသလားအဲ့တော့ချိုးတွေ့စားကြပြောင်းကြပြန်နဲ့မိဘကအဲ့ဒါလို့စိတ်ဓာတ်မှန်မှန်ပြက်ပြားစွာမွေးရမှာလဲကံกว่าရှင်းသလားအဲ့ဒီကံကထောက်ပံ့လာတာ6လလွယ်10လဗုဒ္ဓသိသိကြတာဖွားပုံကစသူတို့မိုက်ခရိုဆိုဖ်နဲ့ကုကြည့်တောင်မှမသိကြဘူးဗုဒ္ဓမွေးတော့မယ်ဆိုတဲ့အချိန်မွေးဖို့ကံမစလေးလှုပ်ရှားလိုက်တဲ့အခါမှုတ်ထဲတာထိုင်းနေတော့ကပထမတော့အတက်နော်ငုတ်တုတ်ကလေးကောင်းပေါ်လက်နှစ်ဖက်လေးရွဲပြီးတော့မြောက်အိုကလေးလိုဟမ်ဘဏ္ဍလနေခဲ့6လဟမ်လှုပ်ချိန်လည်းမရဘူးပုတ်စော်လည်းနိုင်တာဟမ်အခုဟိုကအနံ့လေးရလိုက်ခုခင်ဗျားတို့လုံနိုင်လို့ပါဟိုခုမေးပိုက်ထဲတုန်းကနန်းတယ်ဆိုလုံနိုင်သလားမလုံနိုင်ဘူးအောက်ကကျင်ကြီးပုံလေဟမ်သဘောပါလားအပေါ်ကဇာတိရှင်ဘတ်စော်တွေနန်းနေတာညှစ်ချတာကောင်းပါတကယ်ဆိုရင်ဒါလေးတွေပြောနေတာတခြားမဟုတ်ခင်ဗျားတို့နောက်ထပ်ပရိသေတွေနေအောင်မလားစဉ်းစားငါတို့ဒီထဲပြန်သွားမှာဟမ်တကယ်လို့တန်တရားစခန်းမတတ်နိုင်ဘူးဆိုဒီလိုအမေပိုက်ဒါလူပိုက်လည်းဒီတိုင်းပဲခွေးပိုက်ကြတော့လည်းဒီတိုင်းပဲကြောင်ပိုက်ကြဒီတိုင်းပဲဘယ်ပိုက်ပိုကောင်းမှထင်လို့ဒီပိုက်တရားဟောဟမ်ဘာအာဟာရဆိုဘိုင်းနဲ့ဆိုင်တာဟုတ်ဟမ်သဘောပါသလားအဲ့တော့ဒီလောက်နန်းနန်းစောစောနဲ့ကျင်းချင်းကြုတ်ကြုတ်နေရတဲ့အထဲမှာမွေးတော့မယ်ဆိုတော့ကမ္မစလေးကမှုတ်ချလိုက်တာဇောက်ထိုးဖြစ်သွားတာအဲ့ကလေးမေ့နေပြီကလေးကကြောက်တာလေပြီးတော့ရုပ်ရင့်အောင်ဆိုတာခုန9လဆိုရုပ်ကနုတယ်6လပြည့်မှသူကကောင်းကောင်းကျက်သွားပြီဆိုတော့ထွက်တဲ့အခါလဲ
အမတန်ကျင်းမြောင်းတဲ့အပေါက်ထဲကကြွက်ကလေးတစ်ကောင်ခွေးကလေးတစ်ကောင်တိုးထွက်လာသလိုခွေးစုပ်ကြွက်စုပ်လို့နီတာရဲ့ဖွာတေလန်စုပ်ပြတ်ပြီးထွက်လာရှင်းသလားရှင်းပါပြီပြီးတော့ဝမ်းတွင်းသားဆိုတာလေလည်းမထိနေလည်းမထိအပြင်ကဘလောက်နှူးတာနဲ့ကင်သေလို့အောင်နာအဲ့ဒါလေးလည်းသိချင်ရင်အရေးပြားလေးနည်းနည်းပွန်းအောင်လုပ်လိုက်ရှင်းလားပေါ်ရရေပြားကွာဘူးလားအောက်သားလေးတို့ကြည့်အဲ့ဒါတကူလုံးနီတာလန်စုပ်ပြဲကလေးနဲ့လေသဘောပါလားအဲ့ဒီမှာအနီရောင်တွေပြထားတာလက်ကားပြထားတာမဟုတ်ဘူးခန္ဓာ၅ပါးဆိုတော့အနီပါလာဆိုမဲရဲရဲလေးအလားလေးလှလေးလုံးမနေတဲ့ခါကျသွေးတန်တရဲရဲမွေးလာကြွတ်စုပ်ကလေးလို့ဘဝလက်နှလုံးပခုံးလက်နဲ့ဘာမှမရှိဘူးအပြင်မှာလေတိုက်လို့ကြီးလာတာဝမ်းတင်သားလေးလေငါတော့ပြောတဲ့လူတွေဟဲ့လားဝမ်းတင်သားလေးအမ်တန်နှုတာလေလည်းမထိနေလည်းမထိဆိုတော့ဒီကဘလောက်နှုတာနဲ့ဂိုင်ရွှေလင်ပန်းနဲ့အချင်းစေးရုံမကလို့ကြိုက်တာနဲ့စေး तू ကအမ်တန်နဲ့လာသွားတော့ကြောက်ကြီးတဲ့ကြသွားသလိုကမ္မစလေမှုတ်လိုက်တဲ့အခါစောက်ထုတ်ဖြစ်သွားတိတ်ကြောက်သွားတယ်နော်အဲ့ဒီကနေလန့်ထိတ်နဲ့မိတ်မျောပြီးထွက်လာလိုက်တာနော်အမ်တန်စုပ်ပြတ်ပြီးတော့ဗောလေနော်အပြင်လည်းရောက်ပြီရောနော်ထိလိုက်တယ်သူ့ခန္ဓာကိုယ်လေနေထိလိုက်တာကနာတာတစ်မျိုးကျန်းတဲ့လက်ကြီးတွေနဲ့ကင်လိုက်တော့သူ့မှာလေငရဲသားတွေလက်ထဲပြန်ရောက်သွားတယ်လို့ထင်ရရှင်းတယ်နော်အဲ့ဒါကြောင့်လန့်ပြီးမိတ်သွားတာကလေးကချက်ချင်းမအော်နိုင်ဘူးဆိုတော့အဲ့မှာတော်တော်ကြောက်သွားပြီအဲ့ဒါမှလက်သေးရတခါတည်းမောက်ပြီးတော့နည်းနည်းလေးပုတ်ပေးလိုက်မှဝဲဆိုတာသေတော့မှာတဲ့သေပါပြီတော့လို့အော်တာရှင်းသလားသဘောပါသလားအဲ့ကြမှာဝမ်းထဲကအောင်းထားတဲ့လေလေးကဟူးဆိုထွက်သွားပြီးတော့ဒီအသက်စတာအဲ့ဒါထွက်လေရစရှင်းလားသေရင်ဝင်လေနဲ့သေမှာမယုံစမ်းသေကြည့်ကြကျင်းသလားအဲ့ဒါဝင်လေထွက်လေညင်းတန်းရှင်းတန်းနေရလဲရှိသေးတာအဲ့တော့မလေးဝင်လေထွက်လေဆိုတော့ဝင်လေရစတယ်ထွက်လေရစတယ်နဲ့လှုပ်ရှုပ်မိတဲ့လေရစလိုက်ကျင်းသလားအပူတွေမဟုတ်တဲ့ဟာလိုက်ညင်းနေတာတကယ်ဘာလဲဆိုတာလွတ်နေသမာဓိထူထောင်နေဆိုရင်စိတ်တည်ငြိမ်ဖို့အဓိကခွေးမသားနဲ့တီဘာနဲ့တီပေါ့ဗျာသဘောပါသလားသမာဓိဆိုရင်စိတ်တည်ဖို့ဝိပဿနာဆိုရင်ဖြစ်ပြမြင်ဖို့အနိစ္စလက္ခဏာမမြင်မဲနဲ့ဝိပဿနာမမြည်အဲ့တော့လုံသမားများတော့ဗျာပြောချင်တိုင်းပြောကမ္မထမ်း40ရှိတာ60ပြောတာ80ရှိတာပြောချင်တာပြောအနိစ္စလက္ခဏာမမြင်ဝိပဿနာမမြည်ရှင်းလားရှင်းပါပြီသူကအဓိကမိန်ဒုက္ခသစ္စာလို့ပြောနိုင်တာလဲအနိစ္စမြင်မှပြောနိုင်အနတ္တဘာလို့ပြောနိုင်တာလဲအနိစ္စမြင်မှဆုံးဖြတ်ချက်ချနိုင်ရှင်းလားရှင်းပါပြီငါတို့မှာဒုက္ခမေဝဒုက္ခဥပ္ပစ္စမာနဥပ္ပစ္စတိဒုက္ခနိရောဓမာနနိရောဓတိဒီခန္ဓာကိုယ်ကြီးဟာဒုက္ခဖြစ်နေတာနဲ့ဒုက္ခပြည့်နေဖြစ်ဒုက္ခနဲ့ဒါပဲရှိတယ်ဒုက္ခလို့ပြောနိုင်တာဖြစ်ပြမြင်လို့ရှင်းသလားအနတ္တလို့ဆုံးဖြတ်ချက်ချနိုင်တာဖြစ်ချင်းပြက်ချင်းတရားမမြင်သေးဘဲနဲ့အနတ္တဆုံးဖြတ်ချက်မချနိုင်ဘယ်သူပြောလဲဥဒုမင်္ဂလာပြောတယ်မကျေနပ်ဥဒုမင်္ဂလာနဲ့လာရှင်းတက်တော်ထင်ရှားရှိတော့ပေါ့ပြန်တော်မူသွားရင်တော့မလို့လှုပ်ရှားလှုပ်ရကြရှင်းလားရှင်းပါပြီဗျာသဘောပေါက်သလားသိသိကြတဲ့တရားတွေဘာမှညင်းစရာမလိုလှုပ်ရှားဖြောင်းလုံးလို့ခင်ဗျားတို့ညင်းနေတာရှင်းတယ်နော်ဓမ္မလမ်းကြောင်းပါလို့ဖြောင်းဒါမို့အယိုးဖြောင်းဓမ္မကိုဖြောင်းပြောင်းဟောရင်လူတွေသိမကြိုက်ဘူးပရိယာလေးတန်စာလေးဆင်ပြီးတော့ဂုံလောက်ခေါ်နေရင်တော့တန်ကြိုက်တယ်တန်ကြိုက်တာဆရာကလည်းဘာလို့ညာလို့တို့တစ်ပည့်တွေလည်းဘာတီကုံတာလို့ညာတီကုံတာလို့အဲ့ဒါဆိုရင်တော်တော်ကိုဟုတ်ကုန်ပြီပေါ့သဘောပါသလားမလို့ဘူးဓမ္မသိယူသားတယ်သိဖြောင်းတယ်ရှင်းသလားအယိုးဖြောင်းကိုမျက်နှိုးတတ်မှခင်ဗျားတို့ဓမ္မလမ်းကြောင်းပေါ်ရောက်မှာအားလုံးတော့သင်ပြောတဲ့စကားပေါ်ပေါ်မတ်နဲ့
အခုဓမ္မမှာဘာလို့လမ်းကြောင်းလွဲကုန်ရလဲမေးအဲ့ဒါအထူးအဆန်းဆန်းပြားတာရှားထူးအောင်လုပ်တာရှားတယ်ဒီလူကပုဂ္ဂိုလ်ဒူပါပြီအဲ့အထူးနဲ့တွေ့ကျင်တော့ကျူးမှာဒါမှကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးလေတချို့ကုံမမြင်ဦးဇင်းတော်ကြည့်ညောင်လေးပင်သူညီမသီလရှင်ကြောင်းသွားတော့တဲ့ညီမပါပြောလို့ရဟန်းကိစ္စပြီးသွားတယ်လို့လားပြောရတာငါထင်းကုန်မထင်ဘူးကြောင်းပေါ်နင်းသွားတယ်ဆိုတော့ဒုံနဲ့နေတာပဲလေသူကကိုချမ်းစိတ်ချမ်းငကိုကလေးခက်ကြမ်းကြမ်းကြီးခန္ဓာကိုယ်ကလည်းခန့်ခန့်ထဲတယ်ဦးဇင်းတို့20လောက်ရှိတယ်ဒီဦးဇင်းတို့အသက်40ရွယ်လောက်ဆိုရင်သူကနေတာကြီးဟုတ်အဲ့တော့ကိုချမ်းစိတ်ချမ်းနေခဲ့တဲ့လူကမလေးတရားလဲဟောနေတဲ့တရားကနိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းနဲ့ဝိပဿနာအလုပ်တွေဟောပြီးသူကတခါတည်းပြောင်းပြန်လန်ပြောင်းလဲပြလိုက်ရင်မလေးရဟန္တာကြီးဘယ်လိုထူသွားတာဆိုဆရာတော်ကြီးရှိစဉ်တော့ပုဂ္ဂိုလ်ဒူးဆိုပြီးဘယ်သူမှမလိုက်တရားနာခြင်းလားမလုပ်ခြင်းလားတရားနာခြင်းပါဗျာပုဂ္ဂိုလ်မိတာကိုဆရာတော်ဘုရားကြီးလုံးဝလက်မခံခဲ့ဘူးမိအောင်လည်းမလုပ်ခဲ့ဘူးမတန်ဘုံကံကြီးတဲ့ပုဂ္ဂိုလ်ကြီးပါသူသုံးဆောင်သွားတဲ့ပစ္စည်းတွေကအဲ့ဒီခက်မှာတော့ခက်အမိဆုံးပစ္စည်းတွေကြီးသုံးရဒါတော့ဘုံကံကြီးတဲ့ပုဂ္ဂိုလ်ကနည်းနည်းလေးသာဟန်ဆောင်လိုက်ရင်လေတကဘာလုံးတော့ညွတ်လာမလို့ပါဘူးတဲ့ဂုံမလို့ပဲနဲ့ရိုးစင်းစွာသာသနာကိုပြုခဲ့တဲ့အတွက်ဒီနေ့အထိဘုဂုတ်ဆရာတော်ဘုရားကြီးရေလို့အယိုးသားဆုံးဟာအကောင်းဆုံးအရင်နည်းပဲမရှိတဲ့အလုပ်ကိုအရှိလုပ်မပြပါနဲ့မရှိတဲ့ဟန်ကိုအရှိဟန်ဆောင်မပြပါနဲ့ကျင်သလားသဘောပေါက်သလားဟာနေတဲ့ဥသုမင်္ဂလာတရားတွေဟောနေတာတော်တော်လေးသိမ်မွေ့မှာမဟုတ်လားကျန်တို့ရန်တို့ကိုရှိတာကိုပြမှာပဲကိုတော့ရဟန်းရည်ဟုတ်ပါဘူးဗျာကျုပ်သိတာကျုပ်ဟောနေတာတိသလောက်သိစီရမယ်ဆိုတဲ့စေတနာနဲ့သာသနာပြုနေတာငါဘာကောင်ကြီးလဲလို့ပြောစရာမလိုအဲ့လိုပြီးခိုလာတာမျိုးကိုလည်းမကြိုက်ဘူးရှင်းသလားဥသုမင်္ဂလာတော်တော်ထူတာနေတာထိုင်တာပြောတာဆိုတာဟေးဟုတ်ဘူးခုချိန်ကြီးဒါတွေကမပြောက်သေးဘူးရှင်းသလားအဲ့ဒါကြိုက်လို့တော့မလာခဲ့နဲ့တရားနာခြင်းလာခဲ့အားလုံးကိုတရားသိအောင်ဟောနိုင်ရမယ်လို့ကိုယ့်ကိုယ်ကိုလည်းအမြဲကြိုးစားတယ်ရှင်းသလားဓမ္မဂရိကဆိုတာနားလည်အောင်ပြောတာမှဓမ္မဂရိကကျင်းသလားတရားပွဲပြီးသွားသာဓုခေါ်ဟိုးတဲ့ဘာသိလိုက်တော့ဘာမှမသိဘူးအလကားတရားပွဲပဲကျင်းသလားရှင်းတယ်နော်အဲ့တော့ကြည့်ခုနကောင်လေးဆက်သွားလိုက်ကြအောင်လို့ဆိုတော့အပြင်မှာဒါဝုန်းကနေတိုင်းကနေအဲ့ဒီဖွာလန်းเจ้าမှာဖွာစဉ်မှာလဲသိနိုင်တယ်တဲ့အဲ့ဒီမသေးအောင်ထောက်ပံ့ပေးတာရဲ့ကံရဲ့စိတ်ရဲ့ဥရုရဲ့အာဟာရကျင်သလားဒါဖြင့်ခင်ဗျားတို့ကျုပ်တို့ထောက်ပံ့ထားတဲ့အကြောင်းဘယ်နှပါလဲအဲ့ဒီမှာအာဟာရအနေနဲ့ပြောရင်စိတ်ဓာတ်အာဟာရနာမ်အာဟာရရှိတယ်ကပလီကာရအာဟာရဆိုတဲ့ထမင်းအဖျော်စားပွဲတောက်ပွဲတို့အာဟာရရှိတယ်ဘယ်နှမျိုးပြောလဲအဲ့တော့အာဟာရဟာလဲသူတော်ကောင်းတို့ဦးဇင်းတို့အတွက်အရေးကြီးမကြီးအဲ့တော့အာဟာရပြည့်မီရင်ပြည့်မီသလိုဉာဏ်ပညာတွေထက်မြက်တယ်စိတ်ဓာတ်ခွန်အားတွေအခုသူတော်ကောင်းတို့ကာယပလညာဏပလနော်ခုခေတ်ကြီးပြန်ကြည့်လိုက်တော့ကိုရှိနေတဲ့လူတွေကိုစိတ်ထဲအတိုင်းစိတ်ရင်းကန်တိုင်းပြောရတယ်တရားမှအားမရခန္ဓာကိုယ်ကသေးသေးညက်ညက်ဒီတဖြည်းဖြည်းပူကုန်ပြီသဘောပါသလားပူသေးသေးလေးတွေဖြစ်ကုန်ပြီကြည့်တော့ဟိုးနိုင်ငံခြားလာတဲ့လူကြီးတွေနဲ့ကြည့်ရင်ကိုကဘာလို့ဟိုကမိန်းမဆိုဂျာမနီကလာတဲ့မိန်းမလည်းဆိုမောချင်yes သူမောပြီး yes နေရတယ်သဘောပါလားမိန်းမတဲ့နော်ကိုပြည့်စင်ကိုကြည့်ပြီးရင်နာလုံးလို့သဘောပါလား
အထွတ်တိုးဆိုတိုးတိုးနေတာအာဟာရမမာတော့အလကားဆန်နေပြစ်ကုန်စားကျဲတဲ့လောက်စားရှင်းလားတဖြည်းဖြည်းလူလေးတွေသေးကုန်တာတယ်မဟုတ်ဘူးနော်ကာယဗလမရှိတော့ဘူးလို့စိတ်ဓာတ်ဗလလည်းမရှိတော့ဉာဏဗလလည်းရှိတော့ပါဗျာဟောကြည်သားအရေးကြီးတယ်နော်ဟိုစားကောင်းတော့ပွဲနဲ့ပြည့်ပြည့်စုံစုံငယ်ငယ်ကလေးကရင်ချမ်းသာသာနေရတဲ့လူကြတော့ခန္ဓာကိုယ်ကြီးထွားချိုင်းလို့ဖြတ်လက်လို့လန်းဆန်းလို့ပြောလိုက်တယ်ဆိုအရေးပြအကောင်းထင်ညာကလည်းထဲ့တာအခုတို့ကအကောင်ပြလို့ကိုဟောတာဟာလို့ဆိုအဲ့ဒါထင်တာပဲဟောတာပါလို့ဆိုနေဦးဟောတာထင်တာပဲရှိတော့စိတ်ပြဖို့ကောင်းလိုက်တာသဘောပါလားအဲ့ဒါပါလေတို့မှာနော်ကံလဲညံ့စိတ်ကလည်းညံ့လာတဲ့ခါကျတော့အာဟာရစရုပ်တွေညံ့လာတော့ခန္ဓာကိုယ်မှာကာယဗလဉာဏဗလစိတ်တဗလဆုပ်ရရှင်းလားရှင်းပါပြီချုပ်လာသေးတယ်ခတ်ကြောင်တွေယောဂီရဲမှာတတိတော်ခုနှစ်ဆုံးပဲစားတာအဲ့ဒါအကျင့်မှားလို့ဘုရားပြောထားတယ်တတိတော်တစ်ထပ်တည်းစားတာခုကိစ္စတော့တစ်ထပ်တည်းမစားနဲ့ကွာနှစ်ထပ်ကိုဝအောင်စားကုံမစေသူမင်္ဂလာတာဝန်ယူပါတယ်မပူပါနဲ့ရှင်းလားရှင်းပါပြီဘာဖြစ်လို့လဲအာဟာရပြည့်မီခြင်းမရှိငါတို့ညာဘလို့မှထိုးထွန်းနိုင်အခုထုံးနေတယ်အားထုတ်ရတာညာကစူးစိုက်နေတဲ့အာမရှိဘူးတခါလေးမြင်လို့မမြင်ဘူးဆုံးပြနိုင်မဆုံးပြနိုင်ဘူးဟောတော့အာဟာရကထောက်ပံ့နိုင်ခြင်းမရှိဘူးမနဲ့၄နိုင်မြန်ထိုင်ရင်လေမောင်းမခေါက်မချင်းကတော်တော်ကြိတ်နေရတာမငိုက်ပါဘူး၄နာရီချိန်ကဘာမငိုက်တာတော့ဆိုကိုေးပြီးငုံနေလို့လေဒီလူအိပ်ပျော်နေတယ်မထင်နဲ့သူတို့အိပ်တဲ့ချိန်6ခွဲကြမှာအိပ်တာသဘောပါလားဟောဒါကျုပ်ပြက်လာတဲ့လမ်းဗျဘယ်လိုပြက်မယ်သိနေတာပဲဟုတ်လားအဲ့4နာရီဆိုကြည့်ပြန်တင်လိုက်ဟောဘိုက်ထောက်ထားလို့လည်းရုပ်ကပြဲဟမ်လားဒုနှစ်ဖက်ပိုက်ထားအောင်ကလည်းမဟုတ်စားလိုက်တာဘာရှုနိုင်တော့ဘာမရှုလိုက်အတန်ချောင်းဆောင်နေတာပဲမြန်လို့ကျင်းတတ်သလားအဲ့ဒါဟိုတိုက်ဆိုင်မှုရှိရင်လည်းခွင့်လွတ်ပါဘယ်သူမှမကြည့်ပဲပါဘူးဟုတ်လားအဲ့ဒါအခုစဉ်ကိုတို့ကိုပြောတာပါနော်အဲ့ဒါလို့ဖြစ်လာတာဆိုတော့6နာရီခွဲလေးနည်းနည်းအာဟာရဖြည့်ပြီးတဲ့အချိန်လောက်မှခတ်တီနဲ့ခတ်တင်းအဲ့ဒီကျတော့ထိုင်နိုင်ပြီနော်တင်းမယ်လဲကြံရောအဲ့ကြကပရိကာရအာဟာရပြည့်သွားရင်စိတ်ခွန်အားနဲ့ပြန်လောက်ရငါသူများလာလူလာတန်းတာတွေရောစားထားပြီးပိဋ္ဌာဖြစ်မနော်သဘောပါလားဘာဖြစ်မယ်မလေးဘောမသိဘောမနေနဲ့ငါအိမ်ကဓမင်းစားတာမဟုတ်ဘူးငါရှာထားတဲ့ဓမင်းစားတာမဟုတ်ဘူးသာသနာကျွေးတဲ့ဓမင်းစားနေတာအဲ့တော့ငါငိုက်လို့မဖြစ်ဘူးတွန်းတာသဘောပါသလားအဲ့ဒါ6နိုင်ခွဲချိန်အမှန်တော့ခိုင်းလို့အကောင်းဆုံးဘာလို့လဲဆိုတော့ရာသီဥတုလျက်လည်းသဘာရမြအဲ့ချိန်အလွန်မင်းလည်းမပူသေးဘူးအလွန်မင်းလည်းမအေးတော့ခန္ဓာကိုယ်ကလည်းအာဟာရဖြည့်တင်းပြီးကြစားဒါတော့9နိုင်ခွဲထမင်းစားပြီးပြီဆိုရင်တကယ်လမ်းလေးလျှောက်ပြရနော်ခန္ဓာကိုယ် comfort ဖြစ်လာအောင်တက်တာဖြစ်လာအောင်လမ်းလျှောက်မယ် fresh ဖြစ်လာလမ်းဆန်းလာအခုကိုလမ်းဆန်းအောင်စိတ်ကောခွန်ကာယဗလာညာနာဗလာအကုန်ဖြည့်တင်းထားပြီးတော့ ready ဒီချိန်ကတကယ်တွန်းရမှာချိန်ဒီနေ့တနေ့ကိုမှဒါအဓိကဒီလိုစိတ်ကလေးနဲ့သွားရမှာအဲ့ရနေ9နာရီခွဲတက်လာပြန်ပြီဆိုတော့ဒီချိန်က15မိနစ်သီလယူတာနဲ့ဘာနဲ့ဂျိုးပဲဆိုရင်နိုင်ဝက်လောက်ထိုင်ရတာဒီချိန်တွန်းမယ်တစ်ချိန်ချင်းတွန်းမှခင်ဗျားတို့စိတ်ကအချိန်ပြည့်မရခွာနေပြီလေတို့ကတာတိုတွေတစ်ဖြတ်ပြေးရအားလုံးတော့အရေးကြီးတယ်နော်တရားကိုဒါမို့ကြီးညိုမိပြီမို့လို့လားမသိဘူးကိုချစ်တဲ့ဆရာသမားမို့လို့လားမသိဘူးဂုံတွေကလည်းမြင်လိုက်တာ
ကျေးဇူးရှင်ဘုန်းဘုန်းဆရာတော်ဘုရားကြီးတိတ်တော်ကောတာတွေ3နာရီ4နာရီတွင်းနိုင်တဲ့ကာလကြီးမှာတနာကြီးပဲဟောတကယ်ဟောတာ45မိနစ်ပါ45မိနစ်50ဒါပဲဘာလို့လဲမေးတော့ဒီလူတွေမှာဒီတရားတော်တွေကိုတရားတော်မှမဟုတ်ဘူးဘယ်အလုပ်ဖြစ်ဖြစ်အဲ့ဒီမိနစ်50တဲ့ပို့ပြီးမစူးစိုက်နိုင်ဘူးခုတဖြည်းဖြည်းပို့ပြီးဆုပ်ယုပ်လာပြီဟမ်ကက်ဆက်တိတ်ကိုတွေထွက်လာတဲ့ C46 ဆိုတော့45မိနစ်စာဟုတ်တယ်ငါတို့စွမ်းအားတွေတဖြည်းဖြည်းရော့လာအဲ့တော့ဦးဇင်းတို့ကရက်ရှိတရားစခန်းပွဲတော့တရားစခန်းပွဲပဲတရားချမှာဘယ်နေ့ချလာပြီးတော့9ရက်နေ့မှာချဒါပေမဲ့ဒီကြားထဲကတဏှာကြီးပိုင်းပြီးဘာလို့လုံနေရပါသလဲမေးစူးစိုက်နိုင်တဲ့အားနဲတော့ကိုပြန်ပြီးသတိပေးရဒီတစ်ချိန်တက်တော့မယ်စိတ်ဓာတ်ခွန်အားအပြည့်တင်လာတဏှာကြီးရုံးမယ်ဒီတဏှာကြီးပြီးခဏနာစိတ်ကောလူရောတခါနဲ့ရှော့ဆိုတော့ပက်လက်တော့မအိတ်လိုက်နဲ့တော့အိတ်လိုက်ရင်သူကလေးသွားပြီပြန်နှိုးဖို့တော့ခက်သွားတယ်ဟမ်ဆောင်းတွင်းမှာအိတ်နေတဲ့အင်ဂျင်ကိုနှိုးရတဲ့အတိုင်းပဲဟမ်ကုရီဖော့ဟမ်ကုရီဖော့နှုတ်ကမလို့ဟမ်ခုလည်းတို့ယောဂီတွေကပြန်ဆင်းသွားဆိုပက်လက်ကြီးလားပြန်တက်လာတော့ခရဟမ်GMC အင်ဂျင်ကြီးတွေကြားတယ်အောက်ကမီးမြိုက်ပေးမှတုံးတယ်ဟေးဆိုမှဟမ်မီးမြိုက်ပေးမှရှင်းသလားဒါပြန်အာဟာရပစ္စည်းအဲ့ဒီခန္ဓာကိုယ်ကြီးကိုကြန့်ခိုင်လာအောင်တောင့်တင်းခိုင်မာလာအောင်အင်အားပြည့်လာအောင်ဟမ်ခုကာယကံဝစီကံမနောကံကုသိုလ်လုပ်အကုသိုလ်အလုပ်တွေလုပ်နိုင်အောင်အာဟာရကထောက်ပံ့ပေးဘာကထောက်ပံ့ပေးလဲအဲ့မျိုးစိတ်ကလေးကာမပစ္စည်းလည်းရှိပြီအပင်ပေါက်နိုင်တဲ့ဝိပါကတတ္တိကာမပစ္စည်းရှိရင်ဝိပါကပစ္စည်းရှိလာပြီဒါပေမဲ့အဲ့ဒီဝိပါကပစ္စည်းအောင်မြင်ဖို့အတွက်ဆက်လက်ထောက်ပံ့ရမှာကအာဟာရပစ္စည်းပါတဲ့ရေလောင်းပေးရမယ်ပေါင်းတင်ပေးရမယ်ဒီတော့ဦးဇင်းတို့နဲ့သက်ဆိုင်တာပြောအောင်နော်အိန္ဒကဘလူတော့ဘုရားကဒါလေးရှင်းပြလိုက်တယ်ဒီလိုကွဒီထောက်ပံ့ကြောင့်ဒါဖြစ်တာကွဆိုတော့အိန္ဒကအမြင်မှန်ရတာပေါ့အခုဦးဇင်းတို့တော်ကောင်းတို့ကလည်းတပါးသောဖန်ဆင်းရှင်တွေကပြုပြင်ထားတဲ့ခန္ဓာလားဟုတ်ပါဘူး38မိနစ်နတ်ကြောင့်ဖြစ်တာလားဟုတ်ပါဘူးဒါဖြင့်ဘိုးမင်းကောင်ကြောင့်လားဟုတ်ပါဘူးသိကြပြီနော်ဒါဖြင့်ဘေးတွေဆရာတွေပြောလို့ထင်တယ်ဒါဖြင့်ဒီခန္ဓာဘာကြောင့်ဖြစ်ကံအကြောင်းရှိလို့အကြောင်းဖြစ်လို့သေချာလုံးတော့ဟမ်ပြောတာတော့အကောင်လိုက်ပြတာပဲဟမ်ဒါအရေးဟောနေတဲ့တရားမဟုတ်ဘူးအကောင်ပြနေတဲ့တရားဟမ်အဲ့တော့အဲ့ဒီကစိတ်ဥရုဟာရကြောင့်ဖြစ်လာပြီခုခင်ဗျားတို့မှာသမာဓိဋ္ဌိဉာဏ်နေရှိမရှိရှိတယ်ပြောလိုက်ရဲသမာဓိဋ္ဌိဉာဏ်ရှိသလားဘာလို့ရှိသလဲဆိုတော့သစ္စာနာထောင်နိုင်တဲ့နားပါတယ်ဟမ်အခုခင်ဗျားတို့ตาရစရာပြောနေတာဘာပါတော့ဘာဘူးဒါပေမဲ့သူတို့ဟောတို့ตาရနေတယ်ဘာဘူးလို့သမာဓိဋ္ဌိအမြင်မှန်နေဩဒါအမှန်တရားတွေဆိုတာသိနေတယ်ညနေရပဲတခါကြီးတယောက်ပြောဘုန်းကြီးကိုယ်တွေတပြို့တော့ရွာမှာဘုန်းကြီးเจ้าမယ်ညတိုင်းတပြို့တော့ကိုယ်စီစီနာကြတာအခုဝယ်ကြတော့ကုန်ပြီဗျာအစ်စ်လုပ်ပေးဦးတစ်နှစ်ဆောင်လို့ပြောလိုက်နော်အဲ့ဒီမှာဘာပြောလို့ဆိုဦးတင်ပြောတယ်နေသားမောင်ခင်ဗျာဘုန်းကြီးကကျုပ်လက်ခံသလားဘုန်းကြီးကိုညနေတိုင်းသူကိုယ်တိုင်ကိုကဖွင့်ရမှာရွာသားတွေအကုန်လုံးဖွင့်ပေးတာဘာလို့ဘုန်းကြီးကအဲ့လိုမေးတာလဲတဲ့ကျုပ်တရားဟောတာနည်းနည်းငေါ့ငမ်းမြန်နေသလားလို့ညာဟမ်အော်မဟစ်မငေါ့မငမ်းမကိုကျုပ်ကလည်းတရားဟောတာဒါလို့အဲ့တော့ကျုပ်အတန်များနားထောင်ဖြစ်ကြသလားလို့မေးရသေးတာတော့ပါလားငေါ့ဆိုတော့ကိုယ်အကျင့်လည်းကိုသိတယ်လေဟမ်အဲ့တော့ဆိုလိုတာကဘာလို့သူတို့နားထောင်နိုင်တယ်လဲထောင်နိုင်တဲ့နားပါလို့သစ္စာစကားပြောတယ်ဆိုတာမကြိုက်ဘူးရှင်းသလားအမှန်ပြောရင်မကြိုက်ဘူးမကြိုက်တော့အမှန်တရားကိုထောင်နိုင်တယ်ဆိုတာကခင်ဗျားတို့မှာအမတန်ကံကောင်းလို့ကုသိုလ်ထူးလို့ရှင်းတယ်နော်အဲ့တော့အကောင်းဆုံးကံကြီးတော့ရထားပြီစိတ်ပြောပါအောင်ဆိုတော့ဒီကောင်းတဲ့ကံနဲ့ဒီတရားနာနိုင်တယ်ဆိုတော့စိတ်ကလည်းကောင်းပြီးသားပေါ့မျိုးစိတ်တော့ပါတယ်
ပါပါစိုက်ရမယ်ပြိုးရမယ်မျိုးစိနဲ့တင်ချိန်နဲ့နေလို့မရဘူးခုခင်ဗျားတို့ကမျိုးစိကောင်းရှိမရှိရှိပါဘူးဟောကန္နာယုံကျေးဇူးရှင်ကန္နာယုံဆရာတော်ဘုရားကြီးတို့မကျေနပ်ဘူးစိတ်ထဲမှာအားမရမကျေနပ်ဘူးဆိုတာလူတွေဒေါသဖြစ်နေတာမဟုတ်ဘူးတော့တရားတော်ရဲ့တန်ဖိုးကိုသိလာလေဒီလူတွေရဲ့ကျင့်ဆောင်မှုဒီလူတွေရဲ့အဆင့်တန်းကိုမြင်ရလေစိတ်ထဲမှာအားမရနော်ဖြစ်တဲ့နာမဖြစ်တာနော်မနှိမ့်ကြသင့်မဲနဲ့နှိမ့်ကြတယ်တကယ်မြင့်နဲ့တကယ်ကိုဒိတ်တန်းရောက်ရမယ့်ကိစ္စမရောက်ဘူးဆိုတော့ဓမ္မဘက်ကနေမချင့်မရဲအားမလို့အားမရဖြစ်ရှာတာအဲ့တော့ဦးဇင်းတို့ကလည်းပြန်ပြောတော့လောက်ကြစမ်းမှာသိအောင်လောက်ကြစမ်းမှာဆိုတော့သိစရာကမခက်ဘူးသိနိုင်တဲ့ဓာတ်ခံတွေလည်းပါနေတယ်အားဆိုင်မှုလေးတစ်ခုလိုတာစိတ်ဓာတ်ခွန်အားလေးအရူပိနောအာဟာရလေးအရူပိနောယုံမဟုတ်ဆိုတော့နာခန္ဓာတရားလို့သည်အာဟာရအဲ့ဒါအထောက်ပံ့တရားတွေပါကွာသူကနာငါထောက်ပံ့မှာအဲ့တော့စိတ်အာဟာရမှာကာယိကဝရိယစေတသိကဝရိယနှစ်ပိုင်းရှိအဲ့တော့စိတ်ခွန်အားရှိတဲ့လူဟာအလုံးလုံးတဲ့နေရာတက်ကြွလန်းဆန်းထက်မြက်စိတ်ပါလက်ပါလုံနေတဲ့အချိန်နဲ့စိတ်မပါလက်မပါလုံတဲ့အချိန်တူးသလားတူပါဘူးဗျာဟိုစိတ်ပါလက်ပါများလုံနေတယ်ဆိုတော့ဒီအလုပ်ကလေးတစ်ခုလုံနေတယ်ဆိုကိုယ်တိုင်ကိုယ်စေတနာပါပြီးတက်ကြွကာမပစ္စည်းလေးကလည်းထက်လို့ဝိပါကပစ္စည်းလေးကလည်းထက်လို့ဆိုတော့နောက်ကစိတ်ဓာတ်အာဟာရလေးနဲ့ဒါတခါတည်းပန့်ပိုးပေးလိုက်မယ်ဆိုဒီအပင်ဟာအသေးပွင့်နေဝေးဆာပရိဝေဒသာသနာကြီးကိုစိုက်မှာပေါ့ကျင်ရသလားကိုပရိယတ္တိခင်ဗျားတို့သိအောင်ပြောမဲ့ပုဂ္ဂိုလ်သိနိုင်တဲ့အခြေအနေမရှိဘူးလားရှိပါပြီပရိပတ်တိကျင့်နိုင်တဲ့အခြေအနေရောရှိပါပြီကာလတံပတ္တိနဲ့လည်းပြည့်နေပြီဘဝတံပတ္တိနဲ့ရောပြည့်ပါပြီဗာလေးလို့ပရိယတ္တိမလေးအလေးမမိမလားလို့စမ်းကြည့်ရတာဘာတံပတ္တိဘယောဂတံပတ္တိလေးသာအားဆိုင်လိုက်ရင်တို့တွေလိုရာပန်းနိုင်သိကြသလားယုံရောယုံသလားအဲ့တော့ဦးဇင်းတို့ကအခုအကြောင်းတွေကိုအပြည့်အစုံပြောပြီးချွတ်ရင်းချက်တွေဘာလို့ပြောနေသလဲအခုခင်ဗျားတို့မှာစိတ်ဓာတ်ခွန်အားလဲမပြည့်မီဘူးအာဟာရခွန်အားလဲမပြည့်မီဘူးဒါတွေလည်းပြောခဲ့ပြီနော်အဲ့ဒီတော့ကတခါတည်းနှိမ့်ချပြီးဘုန်းကြီးကတခါတည်းရိုက်ချလိုက်ပြီးတော့အခုတခါလုံးပြန်အောင်လုံးချင်ပါမီဒါတခြားမဟုတ်ဘူးကိုယ့်အခြေအနေမှန်လဲကိုသိရကိုယ်တန်ဖိုးအမှန်ကိုလည်းသိရအခြေအနေမှန်တန်ဖိုးမှန်သိရင်ဒီတန်ဖိုးပြည့်မီဖို့ဟာဖြစ်တယ်အာဟာရကိုလည်းကိုသဗ္ဗာယမြတ်အောင်ဒါလေးနဲ့အာဟာရဖြစ်ဒါလေးနဲ့အာဟာရဖြစ်ငါဒါလေးလိုအပ်တယ်ဒီဟာမတည့်ဘူးချင့်ချိန်ပြီးစားတွေးတိုးတတ်ပါတယ်ဆိုမှငန်းနေတယ်ဆိုဆက်မစားနဲ့ဒါကိုဥပဖြစ်တော့မယ်တတိယဖြင့်ကိုယ်ကိုတရားအလုပ်နှောက်ရှက်တော့မယ်ငါလည်းမစားဘူးအားဖြစ်နိုင်မယ်တခြားဟာလဲစားရှင်းသလားချိုးတယ်စီးကြိုရှိတယ်မစားနဲ့လေချိုးနေမှန်းသိရတယ်မစားနဲ့ရှင်းသလားဒါကိုယ့်အကိုလေးအာဟာရဖြစ်တင်းဖို့ကကပလီကာရအာဟာရကိုလည်းသတိထားသဘောပါသလားအခုသွေးတိုးကြဆိုဟိုးတော့ကဗမာကြီးတွေတို့ဗမာနိုင်ငံဆိုတာအငံစားတယ်ငပိစားတဲ့တိုင်းပြည်အငံနေဒီလောက်စားငံပြားကြီးပြောမပါမစားဘယ်သူမှသွေးမတိုးပါဘူးခုခင်ဗျားတို့ကျတော့ဘာလို့တိုးဒါပဲပေါ့ဟုတ်လားလောဘပူကြီးလာတယ်ခန္ဓာကိုယ်မှာခန္ဓာရည်အင်အားတွေမရှိတော့ကိုကညံနဲ့ရှင်ရတော့ဘာနဲ့ရှင်ရမလဲညံနဲ့ရှင်ရတော့ငါယုတ်ကမခံနိုင်ဘူးအဲ့တော့လောဘအလိုလိုက်လို့မရဘူးစားကောင်းအောင်စားရမှာလားအာဟာရဖြစ်အောင်စားကောင်းလေးချက်စားမှမလုပ်ပါနဲ့ပါတယ်လေအာဟာရဖြစ်အောင်စားရှင်းသလားဘာလို့ဆိုကျုပ်စပူတော်လည်းဒီတဲ့ပုံမချက်တတ်ဘူးသူကဒါပဲကြည်ရကြလားမကြည်နဲ့လည်းပြည့်တော့မှာပါဗျာဒီတိုင်းနေတာဆက်ကြည့်လိုက်သဘောပါတယ်နော်ဒါပြင်အာဟာရကိုလည်းပြည့်မီအောင်စားရအောင်နောက်စိတ်တက်ခွန်အားကိုလည်းနော်ကိုကတလျှောက်လုံးတောက်လျှောက်စကားအဆဆုံးစိတ်ကိုတင်းမထားနိုင်ဘူးဆိုရင်တဏှာကြီးချင်းတစ်ချိန်ချင်း
ခုနေ့လဲဆို2နာရီထိုင်ရမှာဆိုဒီချိန်2နာရီထိုင်ရမယ်2နာရီစာစိတ်တက်ခွန်အားပါလားကြည်နေသလားလို့တော့ပေါ့လေခင်ဗျားတို့အခုကဲကားနဲ့သွားကြတယ်ဆိုင်ကယ်နဲ့သွားကြတယ်ဆိုတော့ကဲဒီကနေရန်ကုန်သွားမယ်ရန်ကုန်မောင်းနိုင်တောက်တဲ့စီတွေအကုန်ထည့်သွားတာလားလိုတဲ့နေရာမှာဖြည့်သွားတာအကုန်လည်းထည့်မရဘူးလေကားပေါ်မှာအကုန်ထည့်ထားပြန်တော့လေတခါတည်းပုံးနေနဲ့ဆောင်းသွားဆိုတော့အပူဝိတ်ထမ်းတာနဲ့စီးဖို့ကုန်ဟမ်တော့ပါလားတချို့ကမနိုင်မဲနဲ့မနိုင်ဝန်ထားပြီးတော့3လတပြီးတော့အပြတ်ကျိတ်မှာဆို10ရက်နေတော့ပြန်ရောအဲ3လအပြတ်ကျိတ်မြတ်ကျိုးက1လကိုပြည့်အောင်မနေနိုင်ဘူးဟုတ်ဆိုအပူဝင်နေပါလားမဟုတ်တနေ့ချင်းလေးသွားပါတစ်ချိန်ချင်းလေးသွားပါလက်ပြန်မသေးကြဘူးသေးကြသလားဘုရားတို့ခန္ဓာသေးကြသလားလက်တွေ့ပြသွားပြီတို့ယောဂီကြီးကဟမ်အခုညနေတရားနာအောင်မလို့တဲ့သူကဟမ်တရားနာသွားမယ်ဆိုမောင်းလဲခောက်ကောစက်ကြိုးကြသွားရောနာနိုင်သေးလားဘုရားတို့လည်းအဲ့လိုမခေါ်ဘူးလို့ဘယ်သူအာမခံနိုင်လဲရှင်းတယ်နော်ဒါဖြင့်စိတ်ဓာတ်ခွန်အားကိုလည်းမိမိတို့စံချိန်နဲ့မိမိတို့အမီလုံနိုင်အောင်ကြိုးစားမနိုင်ဝန်ကြီးတော့မထမ်းနဲ့ကျင်းရသလားတဏှာကြီးရရင်တဏှာကြီးတပည့်တော်တော့15မိနစ်ထိုင်နေတာဘုန်းကြီးမေးကြည့်ပါဒီမှာယောဂီကြီးတွေရှိပါတယ်တပည့်တော်မထိုင်နိုင်ကြာမထိုင်နိုင်15မိနစ်ပဲထိုင်နေတာလာခဲ့တပည့်တော်15မိနစ်နေပြင်ရတာလားခင်ဗျားတို့ပြင်ရမှာဆိုရင်သူများနဲ့မထိမခိုက်နဲ့လွတ်တဲ့နေရာထိုင်ပြင်ကြိုက်တဲ့လောက်ပြင်5မိနစ်ပြင်ဟမ်အဲ့သူက5မိနစ်ပဲတတ်နိုင်တာ5မိနစ်တတ်နိုင်တဲ့လူကိုတဏှာကြီးလှုပ်ခိုင်းတယ်ဆိုတော့ဒါယူလို့ပေါ့ဗျာရှင်းသလားတောင်းကောင်းလေးပဲဘုန်းကြီးလုံနေတာပြေးနေတာအေးငါတို့ကဟောပြီးပြီဆုံးမပြီးပြီဒါသူတို့ခံနိုင်တဲ့လောက်သူတို့လုံမှာမင်းတို့ဇွတ်လောဘမကြီးတဲ့မင်းထိုင်လို့ကြည့်အောင်ရှင်းလားသဘောပါသလားဒါပဲတော့မို့ကျုပ်စီနောက်တော့တိုင်စားမလာတော့နော်သူမင်္ဂလာစီတော့ဘာမှလာမတိုင်နဲ့အကြောင်းကျိုးငါနားလဲအောင်ဟောပြီးပြီကိုခွန်အားရှိတော့ကိုလို့ငါနေရာကဲ့သွင်းပြီးတော့ထောင်မဟုတ်ဘူးတရားအထုတ်နေတာရှင်းလားစိတ်ဓာတ်ပြုပြင်နေတာကိုယ့်အကူအတိတရားနဲ့ပြုပြင်ပြင်မပြင်လို့အပြက်တိုင်းပြန်မယ်ဆိုတော့လေကျုပ်တို့ကဘာမှရှုံးမသွားဘူးခင်ဗျားတို့ရှုံးမှာရှင်းလားအဲ့ဒါအချောင်ဒေါသဖြစ်နေတဲ့လူရှုံးသဘောပါလားအတိတရားနဲ့ပဲငါပြင်မယ်ကိုယ့်ကိုယ်လည်းယုံကြည်ကြတယ်ဘယ်သူမှထိုးเสียနှက်เสียမလို့ရိုက်နဲ့ထိုးကြိတ်ပြီးမှဆုံးမရတယ်ဆိုတာဆုံးမတဲ့လူကအဆင့်တန်းမရှိလို့ရှင်းလားသဘောပေါက်သလားဟဲ့ဘာမလုံးနဲ့ညာမလုံးနဲ့ဥပဒေထုတ်ဆံမလို့ပါဘူးတကယ်ကနားလည်အောင်ပြောမယ်သိအောင်ကြိုးစားမယ်ခင်ဗျားတို့မသိကြသေးရင်ကျုံညံ့နေလို့ပဲခံယူထားတယ်တပည့်တွေကမှားရင်သူ့မင်္ဂလာမှားတာပဲဒီစကားမှာတာဝန်ရှိတာသူ့မင်္ဂလာရှင်းသလားတပည့်မကောင်းရင်ရှင်းတယ်နော်ဟောငါတို့အလုပ်တစ်ခုလေးလုပ်အတိတရားရှိတယ်လို့ဩဒါနဲ့ငါဆရာနာမပြတ်နော်ငါအတွက်နဲ့တော့သာသနာသိခါကြမယ်သဘောပါလားယောဂီဘာမလုံးနဲ့ပြောထားတာပဲလုံးမလုံးနဲ့သာပြောထားတာအပြင်မလဲတန်းစီလို့အပြင်မထွက်နဲ့သာပြောတာတစိတ်ကလေးတွေဖြုတ်ပြီးတော့အကြောင်းမရှိအကြောင်းချပြီးတော့အခုထွက်တာအဲ့ဒါဘာလဲဆိုတော့သူ့စိတ်ဓာတ်ခွန်အားမပြည့်မိတာဥဒေဟိုမှာအိမ်ငါမြင်တယ်သူ့လို့သူလုပ်တာဟမ်ငါတော့တမာတိပြက်မှာနော်ကိုယ့်ရဲ့ပညာအရှင်ရော့သွားမှာဆိုလို့ပြောတာသူတို့အပြက်ခံနိုင်လို့သွားတာသွားမသေးလေကွယ်သူတို့ဖြုံးနိုင်တကူရှင်းသလားငါတော့မသုံးသိချင်ဘူးသူတို့သုံးတာတော့ငါလည်းမတတ်နိုင်ဘူးရှင်းသလားဘုန်းကြီးကပြောတာပါတဲ့ဘာမှအရေးမယူနဲ့နောက်လည်းမယူသူမင်္ဂလာအသက်ထင်ရှားရှိနေသေးတယ်ခင်ဗျားတို့အဲ့ဒီဥပဒေဆိုတာကြုတ်တော့မရှိဘူးရှင်းလားကျွေးတယ်ပြောနေဘုန်းကြီးကြည့်မပြောငါပြောစရာရှိတာပြောပြီးသားသူတို့အားကိုးတော့မကြောက်လို့သူတို့လို့ကြိုက်တယ်လို့ကိုယ်စီနဲ့ကိုသွားမှာဗျကိုယ်ဝန်ကိုထမ်းသွားမှာဗျရှင်းသလားအဲ့ဒီမင်းတို့ဝန်နေတော့ငါမထမ်းနိုင်ဘူးငါကမှလွတ်ချင်လို့လူမျိုးကြီးလုံနေတာရှင်းသလားကြိုင်တရားလည်းပြီးချိန်တန်းနေပြီအဲ့တော့အာဟာရစရုပ်ကအရေးကြီးလားမကြီးဘူးလားကပလီကာရအာဟာရကိုလည်းစံချိန်မိအောင်စံနှုံးမိအောင်အာဟာရဖြစ်အောင်စားစိတ်ဓာတ်အာဟာရကိုလည်းအသုံးတဲ့အောင်သုံးရမယ်ကျင်းသလားချိန်လိုက်မှတပည့်တို့ချာမမခိုင်းအောင်ဆိုတော့တညအလုံးလမ်းလျှောက်နေတဲ့နေ့လေအဟုတ်လို့ရမယ်ချိန်ကြတော့ဟမ်သဘောပါလားအဲ့ဓာတွေဟာလေကိုယ့်ဟာကိုယ်ခွန်ကိုအားကိုမချိန်တတ်လို့လွဲမားတဲ့အကြရှုံးခြင်းကျင်းပြီနော်အဲ့တော့တတိထား
ဒါလေးကတော့မပူဇော်လို့မရဘူးဗျဟမ်သတိဝိရိယပညာလေးပေါင်းမှဉာဏ်ဖြစ်မှာဟုတ်သတိထားပညာနဲ့ကြည့်ပြီးတော့ကိုယ်အာဟာရလေးကိုအချိန်မီဖြည့်ပြီးတော့လမ်းလက်ဓာတ်စီပြတ်မသွားစေနဲ့တော့ဟမ်ခရီးဆုံးရောက်အောင်တော့သွားမှာစီကိတ်ကလေးလည်းကြည့်သွားအောင်ရှင်းသလားစီလေးကုန်မကြရင်ကုန်မကြရင်သူများဖြည့်မှာလားကိုယ့်ကိုဖြည့်ရမှာလားဖြည့်တော့ဘာနဲ့ဖြည့်ညာနဲ့ဖြည့်တော့ဘု து ခန္ဓာဘု து ကြည့်ကိုယ်ခန္ဓာဘု து ကြည့်တော့စိတ်ဓာတ်ကြတဲ့စိတ်ကလေးလည်းဖြစ်ပြီးရင်တက်ကြွလွန်းတဲ့စိတ်လည်းဖြစ်ပြီးရင်ဟိုဘာစိတ်ပျော်ပေါ်ဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲဒီကဲသို့သစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်အာဟာရကိုစံချိန်မိအောင်ပြည့်တင်းကြခြင်းနဲ့တန်တရာဘေးကလွတ်အောင်ပြေးကြစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့